အနည်းဆုံးတော့တထေးကြီးဖြစ်သွားပြီပေါ့ဟိတ်ကောင်တွေအကုန်ထွက်ခဲ့စမ်းမင်းတို့ဘလောက်ပဲတော်တော်ငါနေမြေတွေကနေတော့လွတ်အောင်မပြေးနိုင်ဘူးအဲ့ဒီဝါလုံးကိုရိုက်ချိုးလိုက်စမ်းဒါဘာကောင်ကြီးလဲရေဆိုးမြောင်းတွေကနေပြီးတော့ရွှေရောင်ငါးမန်းကြီးထွက်လာတာလားအမြင်မားတာပဲဖြစ်ရမယ်အမြင်မားတာတေးချတဲ့တောရိုင်းရေကောင်ကြီးအစ်စ်ပဲဟိငါတသိန်းပေးမယ်မဟုတ်ဘူးငါနှစ်သိန်းပေးမယ်ညီလေးရေမင်းရဲ့ငါးများတက်ပါငါ့ကိုရောင်းလိုက်ပါနှစ်သိန်းဟုတ်လားငါ30နှစ်စာအလုပ်လုပ်မှရမယ်ပတ်စံတွေပဲအမကြီးမျက်စိမားနေတာလားဒီကောင်လေးကဘလို့လုပ်ပြီးဒီလောက်ကန်ကောင်းပါလဲဒေါ်တန်းရီမင်းရဲ့လက်ညစ်ပတ်တွေကိုဖဲလိုက်စမ်းငါမျက်စိမကန်းဘူးဒီအယောင်ဒီအကြီးခုံမျိုးကိုဘင်ဟိုင်းမျိုးမှာဘယ်မှရှာလို့မရဘူးဦးလေးရီဒီပတ်စံတွေကကျွန်တော်အဖိုးရဲ့ခွဲစိတ်ခအတွက်ရောရွာဦးကကလေးတွေကိုတစ်နှစ်စာထမင်းဝယ်ကျွေးဖို့ပါလုံလောက်သွားပါပြီအခုမင်းဒီရည်ညစ်တွေကိုကိုဘာသာတောက်လိုက်မှလားဒါမှမဟုတ်ငါတင်းတက်ရမှလားအဖိုးရီတာမတုံးရတော့တဲ့ဒီခန္ဓာကိုယ်ကြီးကဘာမှမလုပ်ပေးနိုင်တော့ပါဘူးအဖိုးကလည်းဘာတွေပြောနေတာလဲမြို့ကကုမ္ပဏီမှာလည်းတားအလုံးမလုပ်ချင်တော့ပါဘူးရွာမှာပဲအဖိုးနဲ့အတူနေမဲ့တားမှအားရှိပါသေးတယ်ပင်လယ်ထဲမှာငါးရှာပြီးတော့ပဲအဖိုးကိုလှုပ်ကြွေးသွားမှာပါလှုပ်ကြွေးမယ်ဟုတ်လားဘာနဲ့လှုပ်ကြွေးမှလဲမင်းတော်တန်းစီကချီးထားတဲ့2000ကမင်းဖိုးကိုတတ်မဲ့ကြိုးကွင်းပဲအဖိုးပတ်စံကိစ္စကိုစိတ်မပူပါနဲ့တားလက်တွေပေါက်ပြဲသွားရင်တောင်စေးဖိုးကိုအကုန်ရှာပေးမှာပါအဖိုးအနားယူနေပါဒီနေ့ဒီရေကြမယ်တားသွားပြီးတော့ကန်ဆန်းကြည့်အောင်မယ်ဟာဟိတ်ကောင်တွေဒါကရွာကနေပြီးတော့မြို့တက်ပြီးတထေးလုံနေတဲ့ကောင်လေးမဟုတ်လားဟာမြို့မှာအစင်မပြေတော့လို့ရွာပြန်ပြီးငါတို့နဲ့လာရှင်စားတာလားဦးလေးရီသူ့ပလက်တပုံးထဲမှာပါရာတွေကခွေးတောင်ကျွေးလို့မရဘူးဦးလေးရီဒီနေ့ဒီရေမကောင်းဘူးကျွန်တော်ဘာမှမရခဲ့ဘူးငါဝယ်ဖို့တခြားနေရာကိုသွားပါတော့ဟင်းငါလာတာကပတ်စံတောင်းဖို့မင်းအဖိုးစေးကူဖို့ချီးထားတဲ့2000ကိစ္စလေဦးလေးရီကျွန်တော်ကို3ရက်လောက်အချိန်ပေးပါ3ရက်ပဲပေးပါ3ရက်နေရင်အတိုးနဲ့တကွ1000ပေးပါမယ်အဖိုးကစေးပြက်လို့မဖြစ်ဘူးစေးပြက်ရင်အသက်ဆုံးရှာမှာဟာ3ရက်ဟုတ်လားငါတစ်စက္ကန့်တောင်မဆောင်ပေးနိုင်ဘူးမနှက်ဖြန်နေမဝင်ခင်ပတ်စံမရရင်မင်းတို့အိမ်ခေါမိုးကိုဖြုတ်ပစ်မယ်အကျွေးစားမြေကိုတိမ့်မယ်သွားကြဆိုဟာမတရားဘူးအဖိုးကစေးဆောင်နေတာတွေးကြောအားဖြစ်စေတွေ့ရှိပြီးပင်လယ်နက်ဖျားတွေးဆက်အတီးပြုတဲ့နက်ဖျားတိုင်းဟာကြီးချိတ်ဆက်ပြီးငါအကောင်းတွေမူးလိုက်တာစွမ်းရည်ပွင့်သွားပြီးရေအောက်မြင်ကွင်းစနစ်စတင်ပြီးမျက်လုံးနဲ့မြင်သမျှရေအောက်မီတာ30အတွင်းကတက်ရှိတွေကိုအလင်းရောင်တွေနဲ့မြင်ရမယ်ဒါဘာကြီးလဲရေအောက်မှာဘာတွေရှိနေတာလဲထွက်ခဲ့စမ်းရှားပါပစုံလုံးတကောင်တွေ့ရှိပြီးဒီပစုံတွေကပင်လယ်ရေအောက်စမ်းရေမှာပဲနေတာသူ့အသားထဲမှာပင်လယ်နက်ဖျားရဲ့စွမ်းအားတွေပါဝင်တယ်ဒါဘလို့လှုပ်ဖြစ်နိုင်မှာလဲဒီလိုရေဆိုးမြောင်းထဲမှာဒီလောက်တန်မိုးရှိတဲ့ပစုံမျိုးဘလို့လှုပ်ရှိမှာလဲတကယ်ကိုအစ်စ်ပဲနက်ဖျားတိုင်းယာရီကပြောတာအမှန်ပဲငါမျက်လုံးတွေနဲ့တကယ်မြင်နေရတာပဲနက်ဖျားတိုင်းယာရီအတိတ်လုပ်ပြီးဒီနေ့ည2နာရီမှာကြောက်ဆောင်တွေကြားတဲ့ကိုအဖိုးတန်ပင်လယ်တတဝါတွေအများကြီးရောက်လာမယ်ဒေါ်တန်းရီမင်းငါအသက်ကိုလိုချင်တာလားငါအိမ်ကိုလိုချင်တာလားမင်းအိမ်မက်နေတာဒီနေ့ညတော့မင်းကိုငါအလဲထုတ်ပြမယ်အဖိုးရီအပြင်မှာလေတိုက်နေတယ်မထွက်ပါနဲ့အဖိုးအိတ်တော့တားပြင်ခဏသွားလိုက်အောင်မယ်မနှက်ဖြန်ကြရင်အကောင်းဆုံးမနှက်စာတွေဝယ်ကျွေးမယ်အဖိုးဆေးလဲပြတ်မှာမဟုတ်ဘူးနက်ဖျားဒိုင်ယာရီမျက်လုံးဖွင့်ပေးတွေ့ပြီးအကုန်လုံးပဲအနီရောင်တွေတောက်နေတာပဲဒါဘာတတဝါလဲမြန်လုပ်ရမယ်ဒီရေတက်လာတော့မယ်မဖမ်းရင်ပြန်ပြေးသွားလိမ့်မယ်တတိပေးချက်သုံးဆွဲသူရဲ့ခွန်အားမလုံလောက်ပါပင်လယ်နက်ဖျားစွမ်းအားကိုယာယီသုံးဆွဲမှလားโอเคဖွင့်လိုက်တော့အားဖဲစမ်းအသွင်ပြောင်းပစုံစိတ်ကြီးတွေ့ရှိပြီးသူကအရန်ကိုအနေရများတဲ့လက်မတွေကအယိုးကိုတောင်ဖြတ်နိုင်တယ်ဒါပေမဲ့မင်းဘလောက်ပဲကြမ်းကအတွက်တော့အဖိုးရဲ့စေးပိုးတွေပဲဟာအားတွေအများကြီးပဲမင်းပူချမ်းလေငါပတ်စံပိုးရလေပဲဒါနဲ့ဒါတွေကတကောင်လည်းမဟုတ်ဘူးအကုန်လုံးပဲကောင်းကင်ကြီးရေငါတော့အသက်ရှင်နိုင်ပြီပင်လယ်ထဲကဖမ်းလာတဲ့ပစ္စည်းတွေပစုံလုံးတကောင်ပစုံစိတ်ကြီးတကောင်ကနန်းနီ9ကောင်9မြစ်ချင်း3ကောင်ဒေါ်တန်းရေငါကိုဆင်းရဲတယ်လို့ပြောခဲ့တယ်မဟုတ်လားငါတကောင်တောင်မဖမ်းနိုင်ဘူးလို့ပြောခဲ့တယ်မဟုတ်လားအခုကိုမျက်လုံးနဲ့တေချာကြည့်ထားလိုက်ဦးဘသူကအစ်စ်မှန်လဲဆိုတာသိသွားလိမ့်မယ်အကိုကြီးရေဒီငါတွေကတညလုံးဆောင်ပြီးဖမ်းလာတာ30ချက်ဆိုတာအရန်နေပါတယ်ထမင်းဖို့တော့မရဘူးနဲတယ်ဟုတ်လားဟာနဲရင်ကိုဘာသာပြန်ယူသွားပြီးဟင်းချက်တောက်လိုက်လေဒီဈေးမှာငါတတ်မှတ်တဲ့ဈေးကပဲဥပဒေပဲမယောင်းရင်ချက်ချင်းထွက်သွားငါအယောင်းဝယ်ကိုလာမနောက်ရှက်နဲ့ဦးလေးရေဟိုကောင်လေးကဒီဈေးကိုတကယ်ပဲရောက်လာပါလားဟာတေချာပေါက်ပါပဲဦးလေးရေဒါကအများသုံးဈေးပါဦးလေးအိမ်မဟုတ်ဘူးဝယ်မယ်ဆိုဝယ်မဝယ်ရင်ဖယ်ပေးပါဟာမင်းကိုမင်းတကယ်ပဲတန်မိုးရှိနေတယ်ထင်နေတာလားကဲပါလေဒီနေ့တော့ငါလူကောင်းလုပ်ပြီးဝယ်ပေးမယ်ဒါဘာမျိုးစိတ်လဲဖျားရည်ဒီပစုံတွေကဘာလို့လင်းနေရတာလဲဘာမှမဟုတ်တာပါဒီလိုအမိုက်တွေကိုဘယ်ကဖမ်းလာတာလဲဒေါ်တန်းရည်မင်းကတန်မိုးမသိရင်ပါဆက်ပိတ်ထားပါဒါတွေကပင်လယ်နက်ထဲကရှားပါပစ္စည်းတွေပါဟာအားလုံးလာကြည့်ကြပါဦးဒီကောင်လေးယူနေပြီးဒီလိုအမိုက်တွေကိုလူတွေကိုလာရောက်နေတယ်မင်းဒါတွေစားပြီးတော့ဆေးရုံတက်ချင်နေတာလားဒီနေ့တော့ငါလူကောင်းလုပ်ပြီးတရားနဲ့အကုန်လုံးဝယ်ပေးမယ်အဲ့ဒီပတ်စံနဲ့မင်းဖို့အတွက်ဆေးဝယ်လိုက်တော့
တရားဟုတ်လားဒီထဲကပစုံတကောင်တောင်မင်းမဝယ်နိုင်ဘူးဒီဈေးမှာဘသူမှသူ့စီကဝယ်ဖို့မကြိုးစားကြနဲ့ဝယ်ရင်ငါဒေါ်တန်းနဲ့ရန်ဖြစ်မယ်ဒီနေ့ဧည့်သည်ကြီးတွေအတွက်အကောင်းစားပင်လယ်စာမရသေးဘူးဒီဈေးကဘာလို့ဒီလောက်ရိုးရိုးရှင်းရှင်းတွေပဲရှိတာလဲဒါအလင်းရောင်လာပုံစံတွေကတကယ်ကိုအစ်စ်ပဲဒါကပင်လယ်နဲ့ထဲမှာပဲတွေ့ရတဲ့ပစုံမျိုးစားလေးဒါကရှားပါပစ္စည်းပဲမန်နေဂျာကြီးမင်းမနေပြီးဒါကအမိုက်တွေပါမင်းဘာမှမသိပဲနဲ့ပါဆက်ပိတ်ထားပါဒီပစုံရဲ့အယောင်သွေးတွေကတကယ်ကိုပြည့်စုံတဲ့ဒီကနန်းကလည်းရှားပါပစ္စည်းပဲတကယ်ကိုထိတ်တန့်ပဲဦးလေးရေတန်မိုးသိရင်ဈေးပေးဝယ်ပါညီလေးရေဒီပစုံအတွက်3000ကနန်းတွေအတွက်9000အားလုံး8000ငါ့ကိုရောင်းပေးပါမန်နေဂျာရီဒီပစ္စည်းကငါနေရာမှာရှိတာငါကအရင်ဆုံးရောက်တာမင်းကဘသူမို့လို့ငါ့ကိုလာလူနေတာလဲငါရဲ့ပတ်စံနဲ့ဘသူကရှင်နိုင်မှာလဲဖယ်ပေးလိုက်စမ်းဒါကငါကပ်ပဲနောက်ဆိုရင်ဒီလိုပစ္စည်းတွေရှိရင်ငါစီပဲလာရောက်ပါဦးလေးရေဒီငါးတွေကိုဦးလေးကိုပဲပေးလိုက်ပါမယ်ကလေးတွေကိုဟင်းချက်ကျွေးလိုက်ပါကျေးဇူးတင်ပါတယ်ညီလေးရေဒါကိုကြည့်ထားလိုက်ဦးဒေါ်တန်းရေဒါကပဲအမှန်တရားပဲမင်းကိုပေးရမယ်2000ကိုအတိုးနဲ့တကွာပြန်ပေးလိုက်မယ်ဒါပေမဲ့အဖိုးကိုထပ်ပြီးအနောက်ရှက်ပေးရင်မင်းကိုဒီမျိုးမှာဘယ်သူမှမယောင်းစားနိုင်အောင်ငါလုပ်ပြင်မယ်ဦးလေးရေဝတ်သားငါပိတာပေးပါဒီနေ့တော့အဖိုးအတွက်အကောင်းဆုံးဟင်းချက်ကျွေးမယ်မင်းစောင့်နေလိုက်ဦးမင်းကိုငါခြေတော့အောက်ရောက်အောင်လုပ်ပြင်မယ်တားရီအဖိုးကိုအမှန်တိုင်းပြောစမ်းဘာတွေသွားလို့လာတာလဲဆင်းရဲတာကိစ္စမရှိပေမဲ့ခိုးတာလူတာတော့မလုပ်ရဘူးနော်အကျွေးတွေကိုအိမ်နဲ့ပဲပေးလိုက်ပါတော့မယ်အဖိုးရေစိတ်မပူပါနဲ့ဒီပတ်စံတွေကတန်တန်ရှင်းရှင်းပါညကပင်လယ်မှာရှာလာတာပါဒီလိုနေရာမှာဘာတွေရလို့လဲအဖိုးရေသားကန်ကောင်းလို့ရှားပါပစုံတွေရလာတာပါမန်နေဂျာတယောက်ကဈေးကောင်းပေးဝယ်သွားတယ်အဲ့ဒီပတ်စံတွေကိုအဖိုးစေးကူကိုသုံးပါကောင်းလိုက်တာငါ့ငွေလေးကတော့လူကြီးဖြစ်သွားပြီကျွန်တော်တို့အိမ်လေးပြန်ပြီးတိဆောက်နိုင်တော့မယ်အဖိုးရေနောက်ဆိုရင်ဘသူ့ကိုမှအနိုင်ကျင့်ခွင့်မပေးတော့ပါဘူးတားရီပတ်စံတွေရပေမဲ့အကျွေးတွေကမကုန်သေးဘူးလေအဲ့ဒီကောင်ကရက်ဆက်တယ်တတိထားပါအဖိုးရေအဲ့ဒီကိစ္စကိုစိတ်မပူပါနဲ့ဒီရေကြရင်ပတ်စံတွေအများကြီးထက်ရှာလာခဲ့မယ်တားရီကလေးအောက်ကတစ်တာလေးကိုဆွဲထုတ်လိုက်ပါဘာလဲအဖိုးဖွင့်ကြည့်လိုက်ပါဒါကငါးမြတန်အကျိုးကြီးပါလားဒီငါးမြတန်ကမင်းအဖိုးဖွားတွေလက်ထက်ကလေးကပါလာတာဒါနဲ့ပဲအရင်ကငါးကြီးတွေကိုဖမ်းခဲ့တာအခုမင်းကိုပေးလိုက်မယ်နတ်ဖျားတိုင်ယာကြီးနဲ့ချိတ်ဆက်မိသွားပြီးနတ်ဖျားငါးမြတန်ပွင့်သွားပြီး1000အားစွမ်းအားရသွားပြီးမြေပြင်ပေါ်မှာရက်နေရင်အင်အားတွေအများကြီးသုံးနိုင်မယ်ဒုတိယစွမ်းအားရသွားပြီးငါးစာတွေကိုစွမ်းအားတွေနဲ့ရောပြီးပြည့်ရင်ငါးတွေအကုန်လုံးဆွဲဆောင်နိုင်မယ်ဒါတွေကဘလို့စွမ်းအားတွေလဲဘာဖြစ်တာလဲသားအဖိုးရေဒါကတကယ်ကိုတန်ဖိုးရှိတဲ့ပစ္စည်းပါဒီနေ့တော့အကျွေးတွေကိုအကုန်ပြန်ဆက်ပစ်မယ်ပင်လယ်ထဲမှာအကောင်းဆုံးငါးတွေကိုပဲဖမ်းမယ်